ခွန်တုံည၄ခွန်3338 3819 1442ခွန်34သုံးလုံးပေါင်းကျော်လို့4လို့ရတယ်ဗျခွန်34သုံးလုံးပေါင်း4အဲ့ဒီ4ဒီကျွန်တော်ညနေဘက်ပိုင်းအတွက်ကျွန်တော်4ထိပ်လို့လာတယ်ဗျခွန်34သုံးလုံးပေါင်း4အဲ့ဒီ4ဒီကျွန်တော်ထိပ်လို့ဆင်းတယ်ဗျ4ထိပ်ညနေပိုင်းအတွက်4ထိပ်လို့ဆင်းသွားတယ်ဗျ4နှစ်ထွက်သွားတဲ့အတွက်4ထိပ်ထိသွားတယ်ဗျဒီဘက်မှာကျွန်တော်3ည3လုံးပေါင်းကျော်လို့3လို့ရတယ်ဗျ3ည3လုံးပေါင်း3မှုသူကဒီဘက်အောက်မှာလဲကျော်လို့814 3လုံးပေါင်း3လို့ပြန်ရိုက်တယ်ဗျ814 3လုံးပေါင်း3 814 3လုံးပေါင်း3 4နောက်ပိတ်လို့ဆင်းသွားတယ်ဗျ4ပိတ်မနက်ပိုင်းအတွက်ကျတော့4ပိတ်လို့ဆင်းသွားတယ်ဗျ14ထွက်သွားတဲ့အတွက်4နောက်ပိတ်ထိပါတယ်ဗျဒီဘက်မှာကျတော့ခွန်89 3လုံးပေါင်းကျော်လို့4လို့ရတယ်ဗျခွန်89 3လုံးပေါင်း4မို့သူကဒီဘက်မှာလည်းကျတော့31နှလုံးပေါင်း4လို့ပြန်ရိုက်တယ်ဗျ31နှလုံးပေါင်း4တစ်ထိတ်လို့ဆင်းသွားတယ်ဗျဒီဘက်မှာကျတော့89နှလုံးပေါင်းခွန်ဗျ89နှလုံးပေါင်းခွန်မို့သူကလည်းဒီဘက်မှာကျတော့14နှစ်3လုံးပေါင်းခွန်လို့ပြန်ရိုက်တယ်ဗျ14နှစ်3လုံးပေါင်းခွန်နှစ်ပိတ်လို့ဆင်းသွားတယ်ဗျ14နှစ်3လုံးပေါင်းခွန်နှစ်နောက်ပိတ်နှစ်ပိတ်လို့ဆင်းသွားတယ်ဗျ4164ခွန်9 1ခွန်9နှစ်1နှစ်46 9နှစ်ခွန်11 3လုံးပေါင်းကျော်လို့9လို့ရတယ်ဗျခွန်11 3လုံးပေါင်း9အဲ့ဒီ9ဒီကျတော့ထိတ်လို့ဆင်းတယ်ဗျ9ထိတ်ညနေပိုင်းအတွက်ကျတော့9ထိတ်လို့ဆင်းသွားတယ်ဗျ9နှစ်ထွက်သွားတဲ့အတွက်9ထိတ်ထိသွားတယ်ဗျဒီဘက်မှာကျတော့496 3လုံးပေါင်းကျော်တော့9လို့ရတယ်ဗျ496 3လုံးပေါင်း9မို့သူကလည်းဒီဘက်အောက်မှာကျတော့216 3လုံးပေါင်း9လို့ပြန်ရိုက်တယ်ဗျ496 3လုံးပေါင်း9ဒီဘက်မှာကျတော့216တခါ3လုံးပေါင်း9လို့တခါပြန်ရိုက်တယ်ဗျ216 3လုံးပေါင်း9 6ပိတ်လို့ဆင်းသွားတယ်ဗျမနက်ပိုင်းအတွက်ကျတော့6ပိတ်4-6ထွက်သွားတဲ့အတွက်6ပိတ်ထိသွားတယ်ဗျဒီဘက်မှာကျတော့4ခွန်2 3လုံးပေါင်းကျော်လို့3လို့ရတယ်ဗျ4ခွန်2 3လုံးပေါင်း3ကိုသူကဒီဘက်အောက်မှာကျတော့9 4နှလုံးပေါင်း3လို့ပြန်ရိုက်တယ်ဗျ9 4နှလုံးပေါင်း3 4ထိပ်လို့ဆင်းသွားတယ်ဗျဒီဘက်မှာကျတော့ခွန်2နှလုံးပေါင်း9ဗျခွန်2နှလုံးပေါင်း9မို့သူကဒီဘက်အောက်မှာလဲကျတော့162 3လုံးပေါင်း9လို့ပြန်ရိုက်သွားတယ်ဗျ
162သုံးလုံးပေါင်း9နှစ်ပိတ်လို့ဆင်းသွားတယ်ဗျ9ထိပ်နှစ်ပိတ်9နှစ်လို့ဆင်းသွားတယ်ဗျညနေပိုင်းအတွက်9ထိပ်နှစ်ပိတ်83ခွန်9 51ခွန်4ခွန်9 6 581ခွန်သုံးလုံးပေါင်းကျော်လို့6လို့ရတယ်ဗျ81ခွန်သုံးလုံးပေါင်း6အဲ့ဒီ6ရင်ကျော်လို့ထိတ်တယ်ညနေပိုင်းအတွက်ကျွန်တော်6ထိတ်3ကပ်မြောက်ကျွန်တော်ထပ်ပြီးခင်မှာကျွန်တော်6ထိတ်81ခွန်သုံးလုံးပေါင်း6ညနေဘက်အတွက်ကျွန်တော်6ထိတ်ဗျ3ကပ်မြောက်ကျွန်တော်ထပ်ပြီးခင်မှာကျွန်တော်6ထိတ်ညနေပိုင်းအတွက်ဒီဘက်မှာကျွန်တော်53ခွန်သုံးလုံးပေါင်းကျော်တော့9လို့ရတယ်ဗျ53ခွန်သုံးလုံးပေါင်း9မို့သူကဒီဘက်အောက်မှာလဲကျွန်တော်သုံးလုံးပေါင်း9ပြန်ဖြည့်ရမှာဗျ3ကပ်မြောက်ကျွန်တော်ထပ်ပြီးခဲ့မှာဆိုရင်သုံးလုံးပေါင်း9ဖြည့်ရမယ်ဗျ53ခွန်သုံးလုံးပေါင်း9ဒီဘက်မှာကျွန်တော်96နှလုံးပေါင်း9ဖြစ်နေတယ်ဗျသုံးလုံးပေါင်း9ဖြည့်ရမယ်ဆိုတော့ကျွန်တော်3ညထည့်ရမှာဗျ3ညနောက်ပိတ်ဗျမနက်ပိုင်းအတွက်ကျွန်တော်3ညနောက်ပိတ်ပြီ။ဘုရားမြောက်ကျွန်တော်ထပ်ပြီးခဲ့မှာဆိုရင်မနက်ပိုင်းအတွက်3ညနောက်ပိတ်3ည96 3လုံးပေါင်း5ဒီက3လုံးပေါင်း5ဖြစ်ရမှာဗျ။ဒီဘက်မှာကျွန်တော်945 3လုံးပေါင်း8လို့ရတယ်ဗျ945 3လုံးပေါင်း8မို့သူကဒီဘက်မှာကျွန်တော်နှလုံးပေါင်း8ဖြစ်ရမှာဗျခွန်ရှိနေတယ်ဗျခွန်ရှိနေတဲ့အတွက်ကျွန်တော်8ဖြစ်အောင်ကျွန်တော်1ထည့်ရမှာဗျ1ထိပ်ဗျမနက်ပိုင်းအတွက်ကျွန်တော်1ထိပ်3ညပိတ်1 3ညလို့ရထားတယ်ဗျမိတ်ဆွေတို့အနေနဲ့အကြိုက်တူမှလည်းယူထိုးပါဗျ1ထိပ်1 3ညဗျမနက်ပိုင်းအတွက်ကျွန်တော်1ထိပ်3ညပိတ်ဗျဒီဘက်မှာကျွန်တော်4 5နှလုံးပေါင်းကျွန်တော်9လို့ရတယ်ဗျ4 5နှလုံးပေါင်း9မို့သူကဒီဘက်မှာကျွန်တော်3လုံးပေါင်း9ဖြစ်ရမှာဗျ3ည6ရှိနေတယ်ဗျ3လုံးပေါင်း9ဖြစ်ရမယ်ဆိုတော့ကျွန်တော်3ထည့်ရမှာဗျ3နောက်ပိတ်ညနေပိုင်းအတွက်ကျွန်တော်3နောက်ပိတ်ဗျ6ထိပ်3ပိတ်6 3လို့ရထားတယ်ဗျမနက်ဖက်အတွက်ကျွန်တော်1ထိပ်နဲ့3ညပိတ်ညနေပိုင်းအတွက်6ထိပ်3ပိတ်ဗျမိတ်ဆွေတို့အနေနဲ့အကြိုက်တူမှတာယူထိုးပါဗျ3ည6 3 3လုံးပေါင်း9သူက3လုံးပေါင်း9ဖြစ်ရပါဗျ